င်္ဂလာပါရှင်ဒီနေ့တော်နေရတော့စီတူနာမှာဘူဖေးသွားစားရညာပဲဖြစ်ပါရှင်စားတဲ့ဥစ္စာတွေကတော့ဗီဒီယိုလေးမြိုက်ပြပါဦးတပုတ်လေးနဲ့နည်းနည်းရိုက်လိုက်ပါပြီပြီးရင်ဘရိုင်းချောင်းလေးကိုတော့မယ်ဘရိုင်းပွဲလေးရှိလို့ပါဘရိုင်းမအဲ့ဟိုကစေပပလည်းချစ်တယ်မမလည်းချစ်တယ်ဆိုပြီးတော့ထပ်ပြီးတော့ပဲ from မှတ်နေပေးပါတယ်ဒီနေ့ကတော့ចောင်းသွားတာတော်တော်လေးကိုပြောခဲ့ပါတယ်လက်စိတ်လေးလှချလေးပါတယ်ဘရိုင်းမှာကတော့မှလမ်းတော့ရှောက်ရနေဘရိုင်းမှာတပုတ်လေးရိုက်မယ်ကျောင်းရဲ့ပပနဲ့မမနဲ့ရလာကြိုးတယ်ပြီးစုံမိုးလေးနဲ့သွားတက်စားမယ်စုံမိုးလေးရဲ့ဘရိုင်းမို့အရာချစ်တယ်ဘရိုင်းမလည်းစုံမိုးလေးကိုအရာချစ်ပါရဲ့စုံမိုးလေးနဲ့စကားပြောပြီးတော်တော်လေးကြာပြီးပြောပါရဲ့ဒီနေ့စုံမိုးလေးနဲ့တော်တော်လေးစကားဖြစ်ပါရဲ့အဲ့ဒါဆိုရင်နောက်ဗီဒီယိုလေးတွေထပ်တွေ့ပါမယ်တဒါ